ဟုတ်ဒီတခုမှကြတော့ရှင်တက်ကီခိုင်ရှော့ကိုစတိုရဲဆူရှော့ခိုင် PTSD ပေါ့နော်သူကဒီဘယ်လိုပြောမလဲစိတ်ပိုင်းဆိုင်ရာစိတ်တန်ရာပေါ့နော်ဒီတခုခုအသက်လူနေပါအသက်တည်လူနေပါဖြစ်သွားတဲ့ဒီအသွေးကြုံကနေဟိုပါပေါ့ဒီဖြစ်သွားတဲ့စိတ်တန်ရာပေါ့ PTSD လို့လည်းခေါ်တာပေါ့နော်ဖြစ်တဲ့အကြောင်းရင်းကကြတော့ကိုဆူချီကိုပြီးလို့ရှင်ခါဆိုင်ပြီးလို့ရှင်ရှီဇန်ဆိုင်ကိုင်ပေါ့နော်ပြီးလို့ရှင်ဘူတကီဆဲတကီဖိုကိုပေါ့နော်နာဒိုနော်ဆယောရှော့ကိုပေါ့နော်ဒီဖြစ်တဲ့အကြောင်းရင်းကကြတော့ဒီဥမာမတော်တဆဖြစ်တာတို့ကြီးမားမားပေါ့နော်နည်းနည်းတိမမတော့မဖြစ်ဘူးပေါ့ကြီးမားမားအသက်တေလူနေပါဖြစ်သွားပါတော့ဒီမျိုးကိုဆူချီကိုပြီးလို့ရှင်ခါဆိုင်အမီလောင်လာတို့ပေါ့နော်ပြီးလို့ရှင်ရှီဇန်ဆိုင်ကိုင်ပေါ့နော်ဒီတဘာဝဘီအန်တရေကြုံလာတို့ပြီးလို့ရှင်ဒီလိမ်ပိုင်းဆိုင်ရာနောက်ရှက်ခံရတာတို့အဲ့လိုမျိုးတွေဥမာသူကအရန်ကိုပြင်းထန်တဲ့ shock ပေါ့နော်အရန်ကိုပြင်းထန်တဲ့ထိတ်လန့်မှုပေါ့နော်အကြောင်းဖြစ်သွားပါတော့ဒီရှင်တကီခိုင် shock ကို trauma ဖြစ်သွားပါတော့ trauma ဆိုတော့ဒီဘယ်လိုစိတ်ထဲမှာတော်ဒဏ်ရာရပြီးတော့ trauma ဖြစ်သွားပါသူရဲ့ဟိုအားကြတော့စံကကဆွေကိုင်နီခေခင်နော်ကီယိုကူကယိုမီခိုင်လူနော်ရှစ်ကန်တဲ့အာလူပေါ့နော်ဒီ3လပိုင်းဖြစ်ပြီးတဲ့နောက်3လပိုင်းအတော်တွင်းမှာသူခဏအဲ့လိုမညံနေရဒီသူဖြစ်ခဲ့တဲ့ဟာခဏပြန်မြင်ရောင်တယ်ပေါ့နော်ပြန်မြင်ရောင်ပြီးတော့ခဏပြန်ခံရပါတော့စိတ်ပိုင်းဆိုင်ရာမှာအတိကတို့ယောဂလက္ခဏာကြတော့ဒီဘောနော်စိုက်ထိုက်ခိုက်ဖရရှုပါကူပေါ့နော်ဒီခဏပြန်ဖြစ်တယ်အဲ့3လအတော်တွင်းမှာဆိုရင်ပို့ဆိုးပေါ့ခဏပြန်ဖြစ်တယ်ခဏပြန်မြင်ရောင်လာပေါ့နော်ပြီးလို့ရှင်တကီခိုင်ရှောနီခရန်စတနော်ဘောနော်ရှင်ငကီကာခိုင်ဟီပေါ့နော်ဒီစိတ်ပိုင်းနည်းနည်းရှုပ်ထွေးတဲ့ဟာစိတ်ပိုင်းခံစားမဲ့ဟာတို့လုံးဝကိုရှောင်ပြေးချင်တော့တို့ဆက်အဲ့ဒါနဲ့ဆက်တဲ့ဟာဆိုတို့မခံချင်တော့လုံးဝကိုရှောင်ပြေးချင်တာပေါ့နော်ပြီးလို့ရှင်ခံချိုနော်မဟီပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာစိတ်ခံစားချက်တည်သွားတာပေါ့နော်ဘာမှလည်းမခံစားချင်တော့ဘူးပြီးလို့ရှင်ခကုဆေရှောဂျိုအလုံးအကျွန်းနိုးကြတာအဲ့ချိန်ဆိုလဲနိုးတာတော့အဲ့လိုမျိုးကျွန်းနိုးကြတာပေါ့နော်အဲ့လိုလည်းမပြောဘူးပေါ့နော်နင်းချီယာခိပုနော်ကြီးကြောပေါ့နော်ဒီအတိစိတ်တွေရဲ့ပြီးလို့ရှင်ဒီစိတ်တွေရဲ့ပြီးလို့ရှင်ဒီစိတ်ခံစားချက်ပေါ့နော်အဲ့လိုမျိုးပုံမှန်မဟုတ်တော့ဘူးပေါ့နော်ဒီရိုးလူကောင်းတဲ့ပုံမှန်မဟုတ်တော့ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာကြတော့သူကဒိုကီဟက်ကန်ဟီယာအဆေပေါ့နော်ဒီရှင်တုံတာတို့ပြီးလို့ရှင်ချွေးထွက်တာတို့ပြီးလို့ရှင်ချွေးအေးထွက်တာတို့အဲ့လိုမျိုးတွေသူခံစားရတတ်ပါတယ်